8.5 တန်ကိုခံနိုင်အောင်တည်ဆောက်ထားတဲ့ Heart of Yangon project ကလေးပဲဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မိဂါ main real estate ရောက်ရှိနေရတော့ရန်ကုန်မြို့ရဲ့0မိုင်မှာရှိတဲ့ luxury condo တခုနဲ့မိတ်ဆက်ပေးကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီ luxury condo ဟာဆိုလို့ရှိရင်စုတွေဖျားနဲ့စုတွေဖျားရဲ့နားမှာရှိပြီးစုတွေဖျားလမ်းနဲ့နော်ထာလမ်းတောက်မှာတည်ရှိတဲ့ဟာတော်ရန်ကုန် luxury condo ပဲဖြစ်ပါတယ်ခင်ဗျာဒီ condo မှာဆိုရှင်မတူညီတဲ့အခန်း8ခန်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့လိုက်လေ့လာဖို့အတွက်ဖိတ်ခေါ်ချင်ပါခင်ဗျာကျေးဇူးပြုပြီးအထက်ကိုကြွပေးပါခင်ဗျာဒီမှာကျွန်တော်တို့နဲ့ဒီအပေါ်တက်ကိုလိုက်ကြည့်ကြပါဦးခင်ဗျာMega main SMP စေကောင်းတွေမင်းရရှိမင်းမတူပြေဆုံးစေမတူညီတဲ့အခန်းဖွဲ့စည်းပုံ10မျိုးရှိပါတယ်ခင်ဗျာတော့သူ့ရဲ့ square feet ဆိုလို့ရှိရင်1800ကျော်ကနေပြီးတော့1100ကျော်ပေါ့နော်အမျိုးမျိုးရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုနေထိုင်တဲ့ပုံစံအလိုက်ရွေးချယ်လို့ရပါတယ်ခင်ဗျာ1 square feet ကို9သိန်းနေပြီးတော့12သိန်းထိเนาะကျွန်တော်တို့အခန်းရဲ့ဖွဲ့စည်းပုံပုံတည်ပြီးတော့တည်ရှိပါတယ်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်24 hour security system တွေလည်းပါတယ်လုံခြုံရေးတွေလည်းရှိမယ်နောက်တော့ပြီးတော့ car parking ကိုလည်းကျွန်တော်2ထပ်ပါရှိတဲ့ပြင်မလောက်တဲ့ car parking ကိုကျွန်တော်တို့ကဒီစုတွေ square မှာလည်းကျွန်တော်လုပ်ပေးထားပါတယ်ခင်ဗျာเนาะနောက်တစ်ခုကနောက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် swimming pool တွေဂျင်းတွေစတာနာတွေလည်းအကုန်ပါရှိပါတယ်အဲကျွန်တော်တို့လိုက်ကြည့်ကြပါဦးနော်ဒီခန်းလေးကတော့ကျွန်တော်ပြချင်တဲ့ခန်းလေးကတော့ square feet 1835ခန်းလေးပါခင်ဗျကျေးဇူးပြုဝင်ကြည့်ပေးပါဦးဒီမှာဆိုလို့ရှိရင်2 master နဲ့1 double ဖြစ်ပါတယ်အိမ်သာက3လုံးပါရှိမှာဖြစ်ပါတယ်နော်နောက်တော့ကျွန်တော်မီးဖို့ကြောင်ခန်းပါမယ်နော် store ခန်းနဲ့ပါရှိပါလိမ့်မယ်နော်ကျွန်တော်တို့လိုက်ကြည့်ပေးပါဦးခင်ဗျဒါဆိုရင်မီးဖို့ကြောင်နဲ့အနောက်မှာ store ပါတယ်ဒီမှာ common toilet ပါပါတယ်ဒါကတော့မာစတာရုံးလေးဖြစ်ပါတယ်ဒီခန်းဆိုရင်ဒီဟာတော့ရန်ကုန်ရဲ့အကျယ်ဆုံးခန်းပေါ့နော် square feet 1835 square feet မှာသူอ่ะဆိုလို့ရှိရင်เนาะဒီဝလန်ဒါလည်းပါတယ် view อ่ะဆိုလို့ရှိရင် city view ရောစုတွေဗျာ view ရောအကုန်လုံးရရှိမှာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ဒီခန်းမျိုးอ่ะเนาะ very limited ဖြစ်နေတဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့လူတွေကျွန်တော်တို့နဲ့အများဆုံးဆက်သွယ်ပေးပါခင်ဗျာအခုကျွန်တော်တို့ဒီဟာတော့ရန်ကုန်ရဲ့မတူညီတဲ့ခန်း8မျိုးတွေကနေအခု1380 square feet ခန်းလေးကိုပြသချင်ပါတယ်ဒီခန်းမှာဆိုလို့ရှိရင်ပေါ့နော်2 master 1 double နဲ့3 toilet ပါရှိပါတယ်အိမ်သာ3လုံးပါရှိပါတယ်ခင်ဗျအဲ့တော့အိမ်သာလည်းဧည့်သည်လာလို့ရှိရင်ပူစရာမလိုဘူးအိမ်သမားတွေလည်းပူစရာမလိုဘူးဒီအိမ်ရဲ့အားသာချက်ကအိမ်သာ3လုံးတွေပါရှိတာဖြစ်တယ်နောက်တော့ဒီလို fitted furniture တွေလည်းတစ်ခါတည်းထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျ loose furniture ကတော့ဒီချိန်မှာမပါသေးပါဘူးเนาะကျေးဇူးတင်ပါတယ်ကျေးဇူးပြီးကျွန်တော်တို့လိုက်ကြည့်ပေးပါဦးခင်ဗျเนาะဒီလိုမျိုး fitted furniture တွေတစ်ခါတည်းပါပေးပါတယ်ခုကျွန်တော်နောက်တစ်ခါပြသချင်တာပေါ့1530 square meter ရှိတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်ဒါလည်း2 single ဒါလည်း2 master 1 double bed ဖြစ်ပါတယ်အိမ်သာ3လုံးဖြစ်ပါတယ်အခန်းဖွဲ့စည်းပုံမတူတာလေးပေါ့နော်ဒီမှာကတော့ veranda အသေးလေးတစ်ခုပါရှိပါတယ်ခင်ဗျနော်နောက်တော့ဒီခန်းရဲ့ထူးခြားချက်ကဒီနားလေးရတယ်ဆိုရင်ကျွန်တော်တို့စုတွေဖျားကိုလည်းကျွန်တော်လှမ်းပြီးဖူးလို့ရတယ်ဒီနားလေးကျွန်တော်စုတွေဖျားကိုလှမ်းဖူးလို့ရတယ် view လေးလည်းပါရှိတာဖြစ်ပါတယ်ခင်ဗျာ想着路的阴沉迷，西高雅西美，把拥抱微微，随着阿古雅西美。အခုကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ခန်းကတော့ square feet 1138ရှိပြီးတော့1 master နဲ့1 double အခန်းပါခင်ဗျာအိမ်သားနှလုံးပါရှိတာဖြစ်ပါတယ် view ကတော့အနော်ရထားလမ်းမဘက်ကိုပါတဲ့ view ဖြစ်ပြီးတော့ဒီဝလန်ဒါလေးနဲ့ကျွန်တော်တို့ဒီကနေမိုးပြန်ခောက်ဆွဲတွေနေတာဓာတ်ပေါက်တွေဒီကနေပြီးတော့
ရွှေဆိုပြီးပါစားလို့ရတဲ့အစီအစဉ်လည်းရှိပါတယ်ဒီကနေထားကြည့်လိုက်ရင်အကုန်လုံးနီးနီးနားနားလေးပါပဲခင်ဗျာနော်အဲ့တော့စိတ်ဝင်စားတဲ့လူတွေကျွန်တော်တို့မီဂါမင်းတို့ရစိတ်နဲ့ဆက်သွယ်ပေးပါအားလုံးကျေးဇူးတင်ပါတယ် Yeni yapna mu ben can mi boya mega real estate